မင်္ဂလာပါကိုဆိုင် channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကိုဆိုင်ဗီဒီယိုမတင်ဖြစ်တာနည်းနည်းကြာတော့ပြီဆိုတော့အားလုံးမေ့နေလောက်ပြီထင်ပါတယ်เนาะဒီနေ့လာရောက်ပြီးပြောပြချင်တာကတော့အရာရာတိုင်းမှာအတိနောက်မကြပါစေနဲ့ဆိုတဲ့ဒီစာသားနဲ့အညီပေါ့เนาะဒီစာအုပ်ထဲကနေလာပါတယ်ဒါကတော့စာပေမှာကဘလို့ရေးထားလဲဆိုတော့လေနော်ကိုဆိုင်ဖတ်ပြမယ်ရေတစ်ခွက်ရဲ့တန်ဖိုးကိုရေငတ်မှသိရတယ်လို့ငွေတစ်ချက်ရဲ့တန်ဖိုးကိုလည်းငွေပြတ်မှသိရတယ်တဲ့ထမင်းတစ်နက်ရဲ့တန်ဖိုးကိုလည်းထမင်းငတ်မှနားလေတယ်ပေါ့နော်မိဘရဲ့တန်ဖိုးကိုလည်းမိဘမရှိမှသိရတကယ်တော့တဲ့တရားရဲ့တန်ဖိုးကိုလည်းတေခံနီးမှသိရတယ်ပေါ့နော်ဒါတိတ်မှန်တဲ့စကားတွေပဲဒီတော့ပြောချင်တာကလေလူတော်တော်များများကဒီတန်ဖိုးဆိုတဲ့အရာကိုနောက်မှတိတာထက်ပေါ့နော်ကိုဆိုင်ပြောချင်တာကတော့ဒီဆုံးရှုံးမှုမပေါ်ခင်မှာကိုကကြိုပြီးတော့တိလို့ရှင်ဒါပို့ပြီးတော့တန်ဖိုးရှိတယ်ပေါ့နော်ခုပြောသားတယ်လို့ပေါ့နော်ရေတစ်ခွက်တန်ဖိုးကိုရေငတ်မှတိတာထက်ဒီမှာရေမငတ်ခင်တိလို့ရှင်ပို့ပြီးတော့တန်ဖိုးကြီးမားတယ်ပေါ့နော်အဲ့တော့ဒီတဘောပဲပေါ့နော်ဒီငွေတစ်ကျက်ရဲ့တန်ဖိုးပဲဖြစ်ဖြစ်ထမင်းတစ်နက်ရဲ့တန်ဖိုးပဲဖြစ်ဖြစ်မိဘရဲ့တန်ဖိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါမိဘမရှိမှတိတာထက်မိဘရှိတော့မှတန်ဖိုးတိလို့ရှင်ကိုကအတိနောက်မကြပဲနဲ့ကိုကမိဘရဲ့ကျေးဇူးကိုလည်းဆက်နိုင်တယ်ပို့ပြီးတော့အကျိုးရှိတယ်ပေါ့နော်ဒါပြောချင်တာဒါပါပဲပေါ့နော်